မေသေးမမငိုကြနဲ့ငါလေဘာမှမကြရတော့ဘူးမတအပူအတပြားကူလဲငါလေမယူနိုင်တော့ဘူးမြုပ်နှံဖို့တုတ်တန်ပို့လဲငါလေနှုတ်ပြန်လို့မဆက်နိုင်တော့ဘူးရစေအမြပေးဝေငှလည်းပဲဘဝကခြားသွားပြီလေအဲ့ဒါကြောင့်မသေးသေးတဲ့အခိုက်ရေအေးအေးလေးတိုက်ပါလားသားတို့သမီးတို့ရဲ့တဲ့ဒီလိုလေးရေးထားတာအမေတယောက်ရဲ့ခံစားချက်ပြိဿမကောင်းဘူးလားအမေသေးမမငိုကြနဲ့ငါလေးဘောင်ကြတော့ဘူးတချို့ကပြိဿရှီတုံးတော့ပြစ်ထားပြိဿအသေးသွားပြီဆိုမှအာပြဲကြီးနဲ့ခွငိုဟုတ်လားအမေဩကျင်တယ်လိုက်ဩအတန်ကျက်ဆက်တက်ပြီးတော့ဩသေနေတဲ့အမေကြားစေလားအဲ့ဒီကြမှာလူကြားကောင်းအောင်ဩတာလူမြင်ကောင်းအောင်ငိုတာဟုတ်လားအဲ့ဒါမျိုးတော့သားတို့သမီးတို့ရဲ့မငိုကြပါနဲ့တဲ့အမေမကြားတော့ဘူးဟုတ်တယ်နော်နောက်တဲ့အခါပြိဿရဲ့မတအပူအတပြားကူလဲအမေမယူနိုင်တော့သေသွားပြီဆိုတော့မှအခေါင်းထဲပဲအမေရဲ့ကတိုးစေးဆိုပတ်စံလေးနည်းငယ်မထည့်ဘူးလားအမေယူနိုင်စေးလားမယူနိုင်တော့လက်ကလည်းပြိဿရေမဆုံနိုင်တော့လက်ဝါးနဲ့လည်းအမေကဖြန့်ထားယူမယူတော့တဲ့အငွေကိုမပပအောင်ပါဇက်ထဲထိုးထည့်ဟုတ်လားမတအပူအတပြားကူလည်းအမေမယူနိုင်တော့ပါဘူးနောက်တကသုတ်တန်တစမြုပ်နှံကြလဲအမေကနှုတ်ပြန်လို့မဆက်နိုင်တော့သုတ်တန်ရောက်ပြီဆိုမှအမေသွားပြီတော့အမေရဲ့မပြောဘူးလားအေးသွားတော့ငါသားရေတတ်တာအမေကလုံနိုင်စေလားဘယ်အမေမှမလုံနိုင်တော့ဟုတ်လားဘယ်အမေမှမလုံနိုင်ဘယ်အဖေမှမလုံနိုင်အဲ့ဒါကြောင့်သူတော်ကောင်းတို့တွေအမေဖေရှင်နေတဲ့အခိုက်ခရီးသွားမယ်ဆိုလဲအမေခရီးသွားအောင်မေကတော့အမေကပေးတဲ့မေတ္တာတွေမပေးဘူးလားဟာပေးတာပေါ့ငါသားလေးကျမ်းပါပါစေချမ်းသာပါစေငါသမီးလေးကျမ်းပါပါစေချမ်းသာပါစေမပေးဘူးလားသားရင်သမီးရင်တွေကပြိဿအဲ့ဒီမေတ္တာမျိုးမရတော့အခုရှင်ချမ်းကအဲ့ဒီမေတ္တာတွေဝင်ယူတာပဲဟုတ်လားအဖိုးဘွားတွေထမင်းကျွေးတိုင်း